ရိသတ်များကိုလက်မှတ်ဖို့ပြန်ပေးမဲ့ Man City ဘောလုံးကြသူများတို့ကျမတို့ရဲ့1 million ချန်ပီယံပြင်နေဖြစ်လာပါတယ်။နော်ဝေကလပ်ဘိုဒိုကလင်အသင်းကိုရှုံးနေခဲ့တဲ့ပွဲမှာလိုက်ပါအားပေးခဲ့ကြတဲ့အသင်းပရိသတ်တွေကိုလက်မှတ်ဖို့ငွေပြန်ပေးသွားမယ်လို့ Man City သင်းကသတင်းထုတ်ပြန်ပါတယ်။အင်ရှင်သင်းကို3 ဂိုး 1 ဂိုးနဲ့ Man City သင်းရှုံးနေခဲ့တဲ့ပွဲကို Man City သင်းပရိသတ်400နီးပါးလိုက်ပါအားပေးခဲ့ကြတာဖြစ်ပါတယ်။ခီဝေးကိုလိုက်ပါအားပေးပြီးစိတ်ပြက်စရာရလနဲ့ခြေစွမ်းမျိုးကိုမြင်တွေ့ခဲ့ရတဲ့ပရိသတ်တွေအတွက်အခုလိုလက်မှတ်ဖို့ပြန်ပေးဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ Man City အသင်းကောင်းဆောင်တွေဖြစ်ကြတဲ့ဘာနာဒိုဆေးဘာ၊ရူဝင်ဒီရက်စ်၊ဟာလန်နဲ့ရိုဒီတို့ကကြေညာချက်မှာရေးသားထားပါတယ်။အဝေးကွင်းကိုလိုက်ပါအားပေးတဲ့ Man City ပရိသတ်တွေရဲ့လက်မှတ်384ဆောင်အတွက်ကုန်ကျငွေကပေါင်1000နီးပါးရှိတယ်လို့ဆိုပါတယ်။အသင်းပရိသတ်တွေဆိုတာကစားသမားတွေအတွက်အရာရာအတိတ်ပဲရှိပါတယ်လို့ Man City အသင်းကောင်းဆောင်အစုအဖွဲ့ရဲ့စုပေါင်းကြေညာချက်မှာရေးထားပါတယ်။လာမယ့်စနေညကစားမဲ့ဝုသင်းနဲ့ပရီးမီးယားလိပွဲမှာရလကောင်းကိုပြန်ရဖို့စ조사မှာဖြစ်တယ်လို့လာမယ့်ဗုဒ္ဓညမှာကစားမဲ့ဂါလာတာစာရေးအသင်းနဲ့အိမ်ကွင်းပွဲမှာလည်းပရိသတ်ရဲ့အားအသင်းဝင်အားပေးမှုနဲ့တူနိုင်ဝဲရအောင်စ조사သွားမယ်လို့လည်း Man City အသင်းသားတွေကတိပေးထားပါတယ်။